မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အောက်တိုဘာ29ရက်နေ့ညရရှိထားတဲ့သတင်းတွေကိုကျမကွန်မန်ဒေတာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်KIA တပ်မဟာကိုဖကန်ဒေတာနဲ့ KIA တပ်မဟာရှိမုံညံဒေတာဘတ်တွင်ကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်အောက်တိုဘာ29ရက်နေ့ KIA တပ်မဟာရှိမုံညံဒေတာမှာစစ်ကောင်စီတပ်ကဝိုင်ထွေးစစ်ထောက်ပို့လေရင်နဲ့ဘုံ30ကျင်းကျေးချကတိုက်ခတ်မှုရှိကြောင်းသိရပါတယ်။အောက်တိုဘာ28ရက်နေ့ည12:15မိနစ်အချိန်မှာလဲ KIA တပ်မဟာကိုဖကန်ဒေတာဘတ်တွေမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်မှုပြုလုပ်ကြောင်းသိရပါတယ်။စစ်ကောင်မရှင်ဘက်ကရေကောက်ပွဲကျင်းပရန်နှိကပ်လာတာကြောင့် KIA ပူပေါင်းတပ်ဖွဲ့ဝင်များတင်ပိုက်ထားသောနေရာများအထိရေကောက်ပွဲပြုလုပ်နိုင်ရေးအတွက်နေရာတိုင်းတွင်စစ်ကြောင်းထိုးစစ်ဆင်မှုများပြည်သူများနေထိုင်ရာနေရာများတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများတွင်လည်းလေကြောင်းတိုက်ခတ်မှုနေ့စဉ်မပြတ်ပြုလုပ်နေတာကြောင့်လည်းသိရပါတယ်ရှင်။လိုက်စာတွေဖလိတင်ကြားနေတော့ KSU တက္ကသိုလ်ကျောင်းတွင်2026ပညာသင်နှစ်တွင်တိပံတွဲကျောင်းသားများကိုကျောင်းဖော်နှင့်အတူနာမည်စာရင်းများလက်ခံနေပြီဖြစ်ကြောင်းကျောင်းတော်ဝင်ရှိသူများထံမှသိရပါတယ်။ KSU တက္ကသိုလ်ကျောင်းပညာသင်ယူလိုသူများမိတူမဆို2020ရှင်းနှစ်တွင်စေတန်းအောင်မြင်ထားသူများနှင့် KIO အစိုးရအကြောင်းတွင်စေတန်းအောင်မြင်ထားသူများသာတက်ရောက်နိုင်မည်ဖြစ်၍စစ်တပ်အာဏာမသိမ်းမီကာလမှာတက္ကသိုလ်တက်ထားပြီးကျောင်းဆက်မတက်နိုင်တော့သူများလည်းလက်ရောက်တက်ရောက်နိုင်ကြောင်းလည်းသိရပါတယ်။ KSU တက္ကသိုလ်ကျောင်းတွင် School of Medicine Science, School of Nursing Science, School of Technology, School of Economics, School of Agriculture, School Ed and Science ဘာသာရပ်6မျိုးများမှမိမိနှစ်သက်ရာဘာသာရပ်တွင်တည်ယူနိုင်ကြောင်းကျောင်းဦးဆရာကြီးဒေါက်တာအောင်နိုင်သူပြောပြချက်အရသိရပါတယ်။ကျောင်းတွင်ပညာသင်ယူလိုသူများမှာနိုဝင်ဘာ3ရက်နေ့မှစ၍ကျောင်းဖော်များလာယူကနာမည်စာရင်းများတွင်းနိုင်ပြီးဖြစ်ကြောင်းကိုလည်းဆရာကြီးကဆိုပါတယ်။ KIO အုပ်ချုပ်ရာဒေသပန်ဝါမြို့မှာမူရည်စေဝါတိုက်ဖြတ်ရေးအကြောင်းနဲ့ပတ်သက်တဲ့အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ပန်ဝါမြို့အုပ်ချုပ်ရာတာဝန်ရှိသူတွေနဲ့ဒေသခံမူရည်တိုက်ဖြတ်ရေးကော်မတီတို့ပူးပေါင်းကမူရည်စေဝါသုံးဆွဲဖြန့်ဖြူးတာတွေစိုက်ပျိုးတာတွေလုံးဝမလုပ်ဆောင်ဖို့အသိပညာပေးဟောပြောတာဖြစ်ကြောင်းကိုသက်ဆိုင်ရာလူကြီးများထံမှသိရပါတယ်။ယခုလိုမူရည်စေတိုက်ဖြတ်ရေးနဲ့ပတ်သက်ပြီးအသိပညာပေးဟောပြောမှုကိုပန်ဝါမြို့မှာမကြာခဏဆိုသလိုပြုလုပ်ပေးလျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။